有啊，外卖里什么有？我太忙，我先好。外卖里等下嘛，你过来。外卖里得先没说那个，拉线这里的没有路啊，现在那阿东他没关系个。没有，没有，အဲ့လိုပြောရင်ကျွန်တော်မယုံ 拉线这里也不容易些。拉线这里啊，我那种我喏，那三个嘛，等到你让俺你那种啥西巴的，先我tu啊，得拉进来比路呀，先三步之后得三个比这样路个，喏，那三个嘛是俺要才要了到路呀先。印度里说喏，那三个嘛东西嘛，第三嘛属于东有些个。သူကဘာကွာလဲဆိုတော့ကိုကျွန်တော်25 meg ကကြတော့ရိုးရိုးပေါ့နော် TikTok Facebook YouTube လေးတုံးတဲ့ဟာလေးပေါ့နော်30 meg ကနေစပြီးတော့ကြတော့ 4G 5G တုံးလို့ရတယ်သူက Dual bandwidth တုံးပေးထားတဲ့အတွက် live ဆက်ရပိုကောင်းနေရှင်ကို game ဆော့မဲ့သူတွေဆိုရင်တုံးမဲ့သူတွေဆိုရင်တော့30 meg ကနေစပြီးရွေးချယ်တင်နေရှင်ကိုဟုတ်哦，那俺那家人喏，你讲你那家的，比如讲的差别对吧？风款的出家嘛，该哪里吧，许多的，或者是东哪里吧，家里面。ဟုတ်ညီမတို့မဟာနတ်မှာဆိုတော့ service ကတော့အဓိကပဲပေါ့နော်ကိုညီမတို့ရိုးရိုး line ကြတာမျိုးဆိုရင် customer အနေနဲ့ညီမတို့ဖုန်းဆက်လိုက်တာနဲ့15မိနစ်နာရီဝက်တွင် line စစ်ပေးရရှင်ကိုတကယ်လို့ကြိုးပြတ်တာမီနီလင်နာမျိုးကကြောက်တော့အိမ်နိုင်ရောက်လာပြင်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်2ရက်အတွင်းလာပြင်ပေးပါရရှင်ကို service နဲ့ line မှာတော့လုံးဝအမခံပေးပါရရှင်ကိုဟုတ်48နာရီဆို2ရက်တော့ပေါ့နော်ဟုတ်ကဲ့ရှင်2ရက်အတွင်းမှာရှင်ကိုညီမတို့ဒီ2ရက်ဆိုပြီးမဲ့ပေါ့နော်ညီမတို့ဒီ app မှာ service တင်နေရညီမတို့တက်ခွဲထားဖြစ်တဲ့အတွက်ကြောင့်မလို့ app မှာတင်လေးရှိလို့ customer အားချက်တောင်းတဲ့ခါမျိုးဆိုရင်လည်းလာရောက်ပြင်ပေးတာရှိပါလေရှင်အမြန်ဆုံးလေးလုပ်ပေးရပေါ့နော်ကိုသူ့အနေနဲ့ဒီကောင်ဒီတချို့ကြရှိရတယ်ဒီ3လ3ရင်ဖီတလားဖီလို့ပါတော့အဲ့လိုမျိုးအချက်အဲ့ဒါမဟာနဲ့မှာရရှိသေးလားမသိဘူးညီမတို့ကကြတော့အိမ်သုံး wifi လေးတည်တံ့ဖြစ်တဲ့အတွက်ကြောင့်မလို့ service လေးကတော့မရှိသေးဘူးပေါ့နော်ဟို sync တွေပြီးတယ်လို့ free ပေးတယ်ဆိုတော့ညီမတို့ operator နဲ့တွဲလုပ်တဲ့ wifi မျိုးမှာဆိုတော့ရှိတယ်ပေါ့ညီမတို့ကကြအိမ်သုံးလေးတွေလုံးဝ line တွက်ကတော့လုံးဝ service ဟိုအမခံပြီးရရှင်ကိုဟုတ်ကဲ့ပါအဲ့လိုဆိုရင်လေအမဒီဆက်က wifi မှာကိုတော့အိမ်တွေပေါ့နော်ဒီ wifi စက်လေးလာတက်ပြီးတော့ဆိုရင်ပေါ့နော်ကိုထားခြင်းတဲ့နေရာတွေနဲ့အဆင်ပြေလောက်မဲ့နေရာလေးတွေပါတယ်အားထားလို့ပြောလို့ရတာမျိုးဟုတ်ကိုညီမတို့ဒီပေါ့ engineer တင်းလေးနဲ့ကိုတို့တိုင်မြင်လို့ရရရှင်ကိုညီမတို့ကကြတော့ hall ကန်နေဆိုလို့ရှင်တော့ပေတရားတိမိရရှင်ကိုဒီပေါ့နော်ညီမတို့အခန်းကြီးဖွင့်ထားတဲ့ဟာတွေဆိုလို့ရှင်じゃညီမတို့က wifi ဝင်ကြတော့ signal နဲ့ wave နဲ့လွတ်တာဖြစ်တဲ့အတွက်ကြောင့်မို့သူကတော့ဒီတိကျလေးဆက်ထားသူလေးထားဖို့တော့လိုအပ်တယ်ဒီ hall ကန်တွေပါတယ်လေမိတယ်ဆိုတော့ပေါ့နော်ဒီရိုးရိုးဒီအိမ်မှာကြကျွန်တော်တို့ဟိုထက်သားပြားလေးတွေပါတယ်ကာလာလေးတွေရှိရပေါ့နော်ဒီထက်ကကျမအပေါ်ချမ်းနေရတော့ hall တွေပါတယ်ဖြစ်ပါတယ်အဲ့ဒါ line တွေပါတယ်မိတာမျိုးပါဟိုအဲ့လိုကကြတော့ကိုစားထားတဲ့ set အပေါ်မှာပေါ့လူတီပြီးတော့ပေါ့နော် line လေးကိုတော့ညီမတို့လာဆင်တဲ့ခါကြတော့လေဒီ engineer တင်းလေးနဲ့ညှိပြီးတော့ကိုထားလို့ရပါတယ်ရှင်ကိုဟုတ်ဒီမှာ set နဲ့ဝေးသွားတဲ့ခါလေးပါတယ် line လေးပါတယ်ဆင်ပြေခိုင်းတာဗျအကိုရဲ့ဝေးတော့မှတော့ဘယ်ဟာမှမကောင်းပါဘူးရှင်အကိုအနေနဲ့ပေါ့ဒီ wifi